ပဲခူးမြို့ဇလက်ထော်ရေလောင်တမန်မှာကျူရှင်အပြန်ရေစင်း900ကနေကလေးငယ်၄ဦးတပြိုင်တည်းရေနစ်သေဆုံးခဲ့ရတဲ့ဖြစ်ရဆိုမင်္ဂလာပါခင်ဗျာရွှေပြည်နုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မိဘအုပ်ထိန်သူတွေအားလုံးအထူးတတိပြုစင်ကျင်စရာဖြစ်ရတစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်။နှွေအပူချိန်ကလည်းပြင်းထန်ကျောင်းတွေကလည်းပြန်ပွင့်ခါနေအချိန်မှာရင်သွေးငယ်လေးတွေရေနစ်သေဆုံးတဲ့တဲ့င်းတွေဟာတစ်ခုပြီးတစ်ခုကြားနေရတာပါ။အခုပဲခူးမြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဟာဆိုရင်လေကလေးငယ်၄ဦးစလုံးကိုတပြိုင်တည်းဆုံးရှုံးလိုက်ရတာမလို့မိဘတွေရဲ့ရင်တွင်းခံစားချက်ဟာဘလောက်တောင်ပြင်းထန်မလဲဆိုတာကိုမှန်းဆကြည့်ုံနဲ့တင်သိနိုင်ပါတယ်။ဖြစ်စဉ်ကတော့မေလ22ရက်နေ့တောက်ကြနေ့နေ့လယ်ပိုင်းမှာပဲခူးမြို့ဝါမီယန်ကျေးရွာအုပ်စုစက်ပြချင်းကျေးရွာအနီးမှာရှိတဲ့ဇလက်ထော်ရေလောင်တမန်အတွင်းမှာဖြစ်ပွားခဲ့တာပါကလေးငယ်9ဦးဟာကျူရှင်ကအပြန်မှာပျော်ပျော်ပါရေစင်းကူးဖို့ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီလိုရေကူးနေရင်းနဲ့ကလေးတအုပ်ဟာရေစတင်နစ်ခဲ့ပြီးအဲ့ဒီနစ်နေတဲ့တငယ်ချင်းတွေကိုကြံတဲ့ကလေးတအုပ်ကဆင်းဆယ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးချင်တော့ဆင်းဆယ်တဲ့ကလေးပါထပ်မံရေနစ်တွားခဲ့ပြီးစုစုပေါင်းကလေး၄ဦးစလုံးရေလောင်တမန်အတွင်းမှာနစ်မြုပ်ပျောက်ကွယ်တွားခဲ့ရပါတယ်။ကြံရစ်တဲ့ကလေးငယ်တဦးကတော့ဘေးပတ်ဝန်းကျင်ကိုအတဲအတန်အကူအညီတောင်းခဲ့လို့လူမှုကူညီရေးအသင်းတွေနဲ့မိသက်တပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီးရှာဖွေခဲ့ကြတာပါ။ရှာဖွေမှုတွေပြုလုပ်ပြီးနောက်မှာတော့ကလေးငယ်၄ဦးစလုံးရဲ့ရုပ်အလောင်းတွေကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။တေဆုံးသွားခဲ့ကြတဲ့ကလေးငယ်တွေကတော့မောင်ဖြိုးစာနီလင်းအသက်10နှစ် grade 4မတ်ပိုးဝတီအသက်17နှစ် grade 5မတ်စုပုံချစ်အသက်73နှစ် grade 6နဲ့မတ်တတာရွှွန်လည်းအသက်10နှစ် grade 4တို့ပဲဖြစ်ပါတယ်သူတို့လေးတွေဟာတက်ရောက်နေတဲ့ကျောင်းတွေမတူကြပေမဲ့အိမ်နီးချင်းတွေဖြစ်ပြီးညီကိုမောင်နှမတွေလိုတငယ်ချင်းအရင်ချာတွေလိုနေထိုင်ကြသူတွေဖြစ်ပါတယ်ကလေးငယ်တွေရဲ့ရုပ်အလောင်းတွေကိုစေးရုံကိုပို့ဆောင်ခဲ့ပေမဲ့စေးရုံရောက်တဲ့အချိန်မှာတော့တဦးမှအတက်မပါလာတော့ဘူးလို့ကိုညီပေးခဲ့တဲ့သူတွေကပြောပြလာပါတယ်တကယ်တော့ဒီနှစ်နွေရာသီနဲ့မိုးဥကာလအတွင်းမှာရေနစ်သေဆုံးတဲ့တဲ့င်းတွေဟာစိတ်မကောင်းစရာကောင်းလောက်အောင်ကိုများပြားနေတာပါမေလအတွင်းမှာတင်ပြင်ဦးတွင်တန်လင်းလွိုင်ကောကြောက်စဲစတဲ့မြို့နယ်တွေမှာလည်းကျောင်းသားလူငယ်တွေရေနစ်သေဆုံးမှုတွေဇက်တိုက်ဆိုလိုဖြစ်ပွားခဲ့ပါတယ်ပြီးခဲ့တဲ့မေလ18ရက်နေ့ကလည်းပြင်ဦးလွင်မှာကျောင်းသား3ဦးရေနစ်သေဆုံးခဲ့တယ်လို့မေလ10ရက်နေ့ကလည်းလွိုင်ကောမှာမောင်နှမ3ဦးစလုံးရေနစ်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်ဒါဟာမိဘတွေအနေနဲ့မိမိတို့ရဲ့ရင်တွင်းငယ်တွေကိုရေလောင်တမန်တွေချောင်းတွေမြစ်တွေအနီးကိုပုတ်ထိန်လို့မပါပဲမတွားရောက်ဖို့ဘလောက်တောင်တတိပေးရမလဲဆိုတာကိုမိမောင်ထိုးပြနေတာပဲဖြစ်ပါတယ်မိဘတွေအနေနဲ့ရောမိမိတို့ရဲ့ကလေးတွေကိုအခုလိုဘေးအန္တရာယ်တွေကနေကာကွယ်နိုင်ဖို့ဘလို့မျိုးထိန်ထိန်ဆောက်ရှောက်တင်တယ်လို့ထင်ကြတယ်လဲဆိုတာကိုကောမန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးအခုလိုမျိုးထူးခြားတဲ့သတင်းထူးသတင်းဥတွေကိုနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ရွှေပြည်နှုတ်ဆွဲ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်အားလုံးပဲဘေးကင်းကြပါစေ